အားလုံးပဲမင်္ဂလာပါ SNS Auto ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့ကျွန်တော်မိတ်ဆက်ပြသပေးမယ့်ကားလေးကတော့ဂျပန်နိုင်ငံထုတ်2009 model minivan မျိုးစားဖြစ်တဲ့ Suzuki Every Suzuki Every ထဲမှာတခြားကားတွေနဲ့မတူတဲ့ချက်ကတော့ဒီကားလေးက fog light တွေပါမယ်Power Steering တို့ကနှစ်ချက်ဖြစ်မယ်ပြီးတော့ကားအလွိုင်းဝီးတွေပါမယ်ဒီကားလေးကဆိုရင် wagon grade ဖြစ်တဲ့အတွက်သူက AC က digital ဖြစ်မယ်ပြီးရင် power window ၄ချက်ပါမယ်ကားကသူက speed ကလုံးဝကတ်နဲ့အရှိရဆိုလေကြကြဝင်းဖြစ်တဲ့အတွက်ကားတော်တော်လေးမောင်းလို့လည်းကောင်းတယ်မှာပါတယ်ဒီကားလေးက wagon grade ဖြစ်တဲ့အပေါ်မှာသူက power slide ကနှစ်ချက်ပါမယ်ပြီးတော့ဒီကောင်ကအောက်မှာခြေကျော်လဲပါမယ် auto step ပေါ့ဒီကောင်ကအဖွင့်ပိတ်က remote control နဲ့နှစ်ဖက်လုံးလုပ်ရရတယ်ဟိုဘက်တကားလည်းရတယ်အဖွင့်ရောပိတ်ရောနှစ်ခုလုံးအဆင်ပြေမယ်အတွင်းကမ်းပိုင်းမှာလည်းကျွန်တော်ပြပေးမယ်အတွင်းကမ်းပိုင်းမှာဆိုရင်လည်းသူကဒီ3ယောက်စာလောက်ကိုကြကြဝင်းထိုင်လို့ရတယ်ပြီးတော့ဒီထိုင်ကုန်တွေကိုခောက်လိုက်တဲ့ချိန်ကျရင်လည်းသူကကုန်ပစ္စည်းကောင်းကောင်းတင်လို့ရတယ်ကာကို speed ကြကြဝင်းသုံးလို့ရတယ်ပြီးရင်ထိုင်ကုန်ကြီးကအနောက်မှာလေသာရေးစွတ်တွေလည်းချုပ်ပေးထားတယ်လက်တင်တွေပါဒီကအင်ဂျင်ပိုင်းမှာဆိုရင်သူက660တာဘူချအင်ဂျင်ကိုအသုံးပြုထားတယ်ဒီကရဲ့ gear transmission ပိုင်းမှာဆိုရင်သူက automatic transmission ကိုအသုံးပြုထားတယ်ဒီကားကိုဝယ်တင်တဲ့အကြောင်းပြချက်ကဘာလဲဆိုဒီကားရဲ့အားသာချက်က660အင်ဂျင်ဖြစ်တဲ့ပုံမှာသူကစီစားနှုန်းတက်တာတယ်ပြီးတော့ဒီကားကကြစ်လင်းနဲ့ parking ထိုးရတာလွယ်ကူပြီးတော့မြို့တွင်းမြို့ပြင်မောင်းနေမှုအတွက်တက်တာမောင်းနေနိုင်တယ်ပြီးတော့ဒီကားလေးအကြောင်းပြောပြလိုက်ဆိုတော့ကျွန်တော် license လေးအကြောင်းကိုထပ်ပြောပြမယ်ပြီးတော့ဒီကားလေးက license က manual license ဖြစ်တယ် delivery license ဖြစ်တဲ့ပုံမှာ license ဝင်တဲ့တစ်ချိန်တော့တန်များလေးကတ်ပေးရမယ်ဒီကားလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကတော့469သိန်းကိုညှိနှိုင်းပြီးတော့ရောင်းချပေးမှာဖြစ်တယ်ကားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကနေအာမခံပေးနိုင်တာကတော့ကားရဲ့ဖောက်စွပ်ဖြတ်ဆက် WRTA အလုံးချိန်အားလုံးကင်းရှင်းကြောင်း100%လုံးပြည့်ကျွန်တော်ဘက်ကနေအာမခံပေးနိုင်တယ်ပြီးတော့လူချင်းမင်းအနေနဲ့ဝယ်ယူသည့်ခါမှာလည်းဒီကားလေးကိုကြိုက်နေတဲ့ရင်စစ်ဌာနတွေအင်ဂျင်နီယာတွေထံမှာရင်မှန်ကန်ကြောင်းကိုစစ်ဆေးနိုင်တယ်ဒီကားလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်လေးကတော့3995932058ကိုဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုလို့ရပါတယ်နောက်တဲ့ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်